Reaction နဲ့ရုပ်သံလိုင်းနဲ့ပြုံး Play Sport YouTube Channel ကနေတိုက်ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါပါတယ်ဒီနေ့ဇန်နဝါရီလ28ရက်နေ့မှာတော့ National League ပွဲစဉ်15ရဲ့အစောဆုံးပွဲစဉ်ဖြစ်ရမ်ယာတင်နဲ့မဟာ United တင်တို့ကရန်ကုန်တိုင်းတန်လင်းမှာရှိတဲ့အသီးအဒီပါအားကစားကွင်းထဲမှာမကြခင်မှာစတင်ရှင်ပြိုင်ကစားသွားတော့မှလည်းဖြစ်ပါတယ်ထပ်စောထုံးမယ်အလောထပ်ပေးထားတယ်ထူဝေရန်ချက်ထိန်ထားတယ်ရှုထပ်ပြီးတော့မှားပေးထားတယ်စီသူဖြိုးပြန်ပြီးလိုက်ဆဲထားတယ်မြမာအတင်းပဲအလေမှားပေးရတယ်အချိန်မှလည်းငိမ့်ချမ်းတော်လေးကောင်းမွန်တဲ့ပုံစံတစ်ခုနဲ့တော့ပြန်လဲရှင်းလုပ်ထားရတယ်မြမာအတင်းပဲရှုပ်ပေးရတယ်ရာလာတင်မြကွမ်စာဝင်လေလက်ခံလာပြီမာအတင်းပဲရှုပ်ကနေပေးရတယ်ဖိုတန်ပြန်ပြီးတော့ကောင်းတဲ့ရှင်းလုပ်ထားရတယ်မြကွမ်စာရာလာတင်မြမာအတင်းပဲအေးရဝင်လာပြီကွမ်စာလက်ပေးပြီကိုပြီမြမြန်မာ National League ကိုရောက်ရှိလာပြီးတဲ့နောက်မှာအတော်လေးအဆင့်တန်းမြင့်မာတဲ့အသွင်းကိုတွေနဲ့တောက်လျှောက်တက်တည်ပြနေတဲ့ခါနာတိုက်စစ်ကစားမှာကွမ်စာအချိန်မှလည်းအတော်လေးတည်တက်ကောင်းမွန်တဲ့အသွင်းကိုတစ်ခုကိုတော့ထပ်ပြီးတော့အသွင်းယူပြခဲ့ပြီးဖြစ်ပါတယ်။ရမ်ညာတင်ရဲ့ကစားမားတွေကတော့အစောပိုင်းမှာကွင်းထဲမှာကစားမားလဲကျနေထားတစ်ခုမှာပြည်တော်ဖြစ်တတ်မှတ်ပေးဖို့အတွက်တောင်းဆိုထားခဲ့တာဖြစ်ပါတယ်။နေငယ်ရှုပ်ထွေးနေတဲ့အခြေအနေတစ်ခုအောက်မှာပဲကွမ်စာသူရဲ့အဆုံးသက်ကတော့အတော်လေးကောင်းမွန်တဲ့ပုံစံမျိုးမှာတော့ရှိနေခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ပွဲစဉ်ပွဲဥထွက်မှာတော့လည်းသွင်းကိုနှစ်ခုနဲ့အကောင်းဆုံးပုံစံပြခဲ့တဲ့ကွမ်စာအချိန်မှလည်းရရှိလာတဲ့ဖော်လုံးကိုတော့အေးရထိတ်ကနေဖယ်ချင်တဲ့တကယ်ကိုအကောင်းဆုံးဆုံးသက်နိုင်ခဲ့တာဖြစ်ပါတယ်သူရဲ့ဒီချိန်သွင်းကိုကလည်းအတော်လေးလှပပြီးတော့ကောင်းမွန်တဲ့သွင်းကိုတစ်ခုဖြစ်တော့ရှိနေခဲ့တာဖြစ်ပါတယ်ကွမ်စာလိုက်တဲ့ရှုံမော့ပေးတော့တယ်ပြက်ချက်ထွက်လာတယ်ကိုဘီများပြိုင်ဘက်ကိုသမားကိုရီးယားမှာယူရဖန်ယူရရှိရမှာတော့ပြန်ထွက်လာတဲ့ဖော်လုံးကိုမဟာအသင်းကစားမတွေကအကောင်းဆုံးဆုံးသက်ပြီးတော့ဒုတိယမြောက်ဥဆောင်ကိုတော့ထပ်မံရှာတွေ့သွားခဲ့ပြီဖြစ်ပါတယ်မဟာအသင်းရဲ့ကွင်းလဲကအမျိုးထက်ဦးပြန်ရှန်ထွက်လာတဲ့ဖော်လုံးကိုတော့အပိုင်ဆုံးသက်ပြီးတော့နောက်ထပ်ဥဆောင်ကိုတစ်ခုကိုတော့ထပ်မံရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ညာချမ်းကနေကွမ်စာရဲ့ပြေးဖို့မှုကအတော်လေးကောင်းမွန်ခဲ့ပြီးတော့ကိုသမားကိုရီးယားမှာယူရဖမ်းယူရမှာတော့အနည်းငယ်တိကျမှုအားနည်းခဲ့တဲ့အနေအထားတစ်ခုမှာအလိုက်တဲ့အဆင့်သင်ရှိနေတဲ့မြို့ထက်ဦးကပဲပိတ်သွင်းပြီးတော့သွင်းကိုတစ်ခုကိုတော့ရရှိစေခဲ့တာဖြစ်ပါတယ်ညီညီအောင်အေးရတိုက်မပေးထားတယ်ရှေ့တော့မရောက်ခဲ့တာဖြစ်ပါတယ်ရမ်ညာသင်းမဲလက်ပိတ်ပြီရမ်ညာသင်းမဲကျော်မျိုးတိုင်းအေးရမပေးရတယ်ပြက်ချက်ထွက်လာပြီပြီးမှဆက်ဖို့ဒီမဲပြက်ချောင်းထုတ်ပေးထားတယ်ကွမ်စာအေးရလိုက်တယ်မပေးထားပြီခောက်တိုက်ပြီအတော်လေးကောင်းမွန်တဲ့အခြေအနေတစ်ခုကိုတော့မြင်တွေ့ထားခဲ့ရတာဖြစ်ပါတယ်စောပိုင်းကဘယ်ချမ်းကနေပြဖို့မှုကိုအေးရတယ်မှာအပိုင်ခေါင်းတိုက်ပြီးတော့အဆုံးသတ်ဖို့တော့ကြိုးစားခဲ့တာဖြစ်ပါတယ်ကောင်းမြတ်သူရဲ့ခေါင်းတိုက်ချက်ကောင်းမွန်ခဲ့တာဖြစ်ပါတယ်အီတူဘတ်ထွင်းလွတ်လွတ်ကျွတ်ကျွတ်ပဲဗျာဒါပေမဲ့လည်းဒီချိန်မှာလည်းကိုရီးယားမှာယူရထပ်မံပြီးတော့ကာဝယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်နောက်ပဲပြတ်ထွေးရတယ်ဇန်ပိုးရှုံမပေးရတယ်ခေါင်းပဲပြတ်ချပေးတာပြီပိတ်ပြီခေါင်းတိုက်ပြီးတော့ချပေးခဲ့တဲ့အီမန်နျူရယ်လူကျွန်းနေထောင်းမှာတော့ရှိနေခဲ့တာဖြစ်ပါတယ်။ကောင်းမြတ်သူတောက်လျှောက်ပဲဆွဲတက်လာတယ်မြတ်ကောင်းမြတ်သူပဲအေးရဝင်လာပြီးအီတူဘတ်ကိုဘီများရှေ့ပိုင်းမှာအခွင့်အရေးကောင်းတွေကိုတောက်လျှောက်လွှဲချော်ခဲ့တဲ့အီတူဘတ်ပတ်ထွေးအချိန်မှာတော့လုံးဝကိုကောင်းမွန်တဲ့အဆုံးသက်တစ်ခုနဲ့ပို့ပြီးတော့အနိုင်ရလက်သေးချစေမဲ့သွင်းကိုတစ်ခုကိုတော့ထပ်မံသွင်းယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ခြေပါကိုရရှိဖို့အတွက်တောက်လျှောက်တိုက်စစ်မှာအာယုံရောက်နေတဲ့ရမ်ညာတင်ရဲ့ဟာခွက်ကိုတော့ဒီချိန်မှာအီတူဘတ်ပတ်ထွေးအကောင်ဆုံးသုံးချပြီးတော့တတိယမြောက်ဥဆောင်ကိုတော့ထပ်မံရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီချိန်မှာတော့ကောင်းမြတ်သူရဲ့ရုံးအားတကယ်ကိုကောင်းမွန်ခဲ့ပြီးတော့သူရဲ့ဖန်တီးမှုကနေပဲအီတူဘတ်ပတ်ထွေးသွင်းကိုတစ်ခုကိုတော့ရရှိခဲ့ပြီဖြစ်ပါတယ်။ရမ်ညာတင်ပဲဘယ်ကြောင့်ထပ်ပေးထားတယ်စောနိုင်ချက်ထိန်ရတယ်စောနိုင်ပဲချီအောင်ပြရတယ်စောနိုင်ဘာဝီနဲ့ရင်ဆိုင်တွေ့နေခဲ့တာဖြစ်ပါတယ်အေးရဝင်လာတယ်ချိန်မှာတော့ကွင်းလက်ထိုင်
ဦးခင်မောင်ဆိုးကပနဒီတတ်မပေးလိုက်ပြီးဖြစ်ပါတယ်စောပိုင်းကအစောနိုင်ပေါ်ဘာဝီရှင်းထုတ်အောင်မှာတော့ဖြစ်တယ်မောဖြစ်ကွင်းလက်တိုင်းဦးခင်မောင်ဆိုးကတော့တတ်မပေးထားခဲ့တာဖြစ်ပါတယ်ဒီမဆက်ဖို့ကိုတယ်မြောရရှိလာတဲ့ပနဒီအခွင့်အရေးကိုတော့ဒီမဆက်ဖို့အကောင်ဆုံးဆုံးသက်ပြီးတော့အခြေပါဦးတကူကိုတော့ပြန်လဲရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီဟာဒီဒုတိယကြော့မှာရောက်ရှိလာခဲ့တဲ့ဘူတန်ကစားသမားပြီးမှဆန်ဖို့ဒီဟာဒီသူ့ရဲ့ဒုတိယမြောက်သွင်းကိုတော့ပနဒီရနေစင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်ရရှိလာတဲ့ပနဒီကိုတော့ပြီးမှဆန်ဖို့ကိုသမားရဲ့ဘယ်ဘက်ကိုတော့အနေပေါ်အဆုံးသတ်ခဲ့တာဖြစ်ပါတယ်နိုင်ပုံစုံမြတ်ချပေးတော့တယ်ဒိုးဆက်နိုင်ခေါင်းတက်ပြီးပြန်ချင်းထုတ်ထားခဲ့တာဖြစ်ပါတယ်ရာမညပဲရှုံမော့ပေးတော့အေးရဝင်လာပြီးစောနိုင်ပေပြီကိုဘီများဒုတိယပိုင်းမှာဝင်ရောက်လာတဲ့စောနိုင်ရရှိလာတဲ့ခွင့်ရေးကိုတော့လုံးဝတုံဆိုင်ခြင်းမရှိဘဲနဲ့အကောင်ဆုံးဆုံးသက်ပြီးတော့နောက်ထပ်ခြေပါဦးတစ်ခုကိုတော့ပြန်လဲရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ပထမခြေပါကိုရရှိပြီးလို့4မိနစ်ကြာမှာပဲရှာမြတင်နောက်တဲ့ခြေပါကိုတစ်ခုကိုတော့ထပ်မံရှာတွေ့သွားခဲ့ပြီဖြစ်ပါတယ်ဒါကြောင့်ပွဲရဲ့အလှည့်အပြောင်းလဲတွေကတော့တကယ်ကိုမြန်ဆန်လာခဲ့ပြီဖြစ်ပြီးတော့လိုအပ်နေတဲ့ခြေပါကိုတစ်ခုကိုတော့ရှာမြတင်ထပ်ပြီးတော့ဘယ်လိုပုံစံနဲ့ရှာဖွေသွားနိုင်မလဲဆက်လက်စောင့်ကြည့်သွားအောင်မှာဖြစ်ပါတယ်ပြန်ရတာလေမြဗိုလ်တန်ပဲတိုက်စီကိုတိုက်ရိုက်ပို့လာတယ်စောနိုင်ဘယ်ချမ်းလေးပဲတောက်လျှောက်ဝင်လာတယ်မြအေးရတယ်မှာပဲစောနိုင်ချက်လှည့်လာတယ်လက်ကန်ပြီးပြန်ချက်ထွက်လာတယ်မာတင်ရဲ့ကစားမတွေကပဲဥလာခဲ့တာဖြစ်ပါတယ်မျောထုတ်ပေးတာမြမာတင်ပဲလက်ကန်လာပြီဘယ်ချမ်းလေးပဲအေးရထပ်ပြီးတော့ပို့လာတယ်အီတူဘတ်ပတ်ထွေးချက်ထိန်လာတယ်ပေပြီဂိုးပြီမြဒီနေ့ပွဲစဉ်မှာအီတူဘတ်ပတ်ထွေးဒုတိယမြောက်သွင်းကိုတော့ထပ်မံရှာတွေ့သွားခဲ့ပြီဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့နောက်ဆုံးထပ်ဆောင်ချိန်ပိုမိနစ်တွေထဲမှာပဲမာတင်ကတော့ပို့ပြီးတော့အနိုင်သေးချာစီမဲ့သွင်းကိုတစ်ခုနဲ့အတူဒီနေ့ပွဲစဉ်မှာတော့ထပ်ပြီးတော့ဥဆောင်လိုက်ပြီဖြစ်ပါတယ်လက်ရှိမှာမွန်ကူသွင်းကိုတစ်ခုရရှိခဲ့တာကြောင့်လက်ရှိကိုသွင်းများဆုံးကစားမဖြစ်ရှိနေတဲ့မွန်ကူရဲ့အသွင်ကို12ခုနဲ့တော့လက်ရှိမှာပတ်ထရစ်တူညီသွားခဲ့ပြီဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာအီတူပတ်ထရစ်မာတင်ရဲ့တိုက်စစ်မှာတော့အသွင်ကို2ခုရရှိအောင်အကောင်းဆုံးစွမ်းဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်အကူလက်ကန်တင်ထားတယ်ကျွန်တော်စီကန်တင်ဆက်နေတဲ့ချိန်တွင်းမှာပဲရှာမြတင်နဲ့မဟာအသင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ပွဲပြီးဆုံးချိန်မှာတော့မဟာအသင်းကရှာမြတင်ကို၄ဂိုး2ဂိုးနဲ့အနိုင်ရရှိပြီးတော့အမပေးစရာရဲ့အဆင့်၄နေရာကိုတော့အရှာကြီးတက်လန်းသွားနိုင်ပါကြောင်းတင်ဆက်ရင်းနဲ့ကျွန်တော်တို့ရဲ့ဒိုင်ထုတ်လင်းတင်ဆက်နေမှုကိုတော့မကြခင်မှာရနာသွားတော့မှလည်းဖြစ်ပါတယ်ဒီပွဲစဉ်ကိုကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ဗျာ